ဒီနေ့တခုလောက်ရှင်းလာလို့ပြီးချင်တာဖြစ်တယ်ပေါ့နော်လက်ရှိလူငယ်တွေကိုကျွန်မကိုယ်တိုင်ရောဖြစ်တယ်ပေါ့နော်ဒီလမ်းချောက်ရဟာမျိုးတွေစိတ်နှချရဟာမျိုးတွေဖြစ်တော့အဲ့ဒီမှာပေါ့နော်ကျွန်မလည်းဒီတလောကလည်းအများကြီးကိုပြန်ဆွဲရတဲ့အချိန်မျိုးတွေရှိတယ်အဲ့ဒီလိုဆွဲနေတဲ့အချိန်မှာတီးလိုက်ရတဲ့တခုကအရာအလုံးကအမြဲတမ်းမတည်မြဲနိုင်ဘူးဆိုတဲ့ဟာမျိုးပဲပေါ့နော်တခုပဲကျွန်တော်တို့ကပုံမှန်ဆိုရင်အများကြီးကိုစိတ်ဓာတ်တက်ကြွချင်တဲ့အခြေအနေမျိုးတွေရှိတယ်။ခါတလေကျွန်တော်မလုံနိုင်ဘူးဆိုတဲ့အခြေအနေမျိုးတွေမရှိတဲ့လောက်ကိုကျွန်တော်ခံစားရတဲ့အခြေအနေရှိတယ်ပေါ့နော်။ဒါကြီးကိုကျွန်တော်အများကြီးလုံနိုင်တဲ့အဆုံးထိသွားနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အဆုံးထိသွားနိုင်တယ်ဆိုတဲ့ယုံကြည်မှုနဲ့ကျွန်တော်တို့သွားတဲ့အချိန်မျိုးတွေလည်းရှိတယ်။ဒါမကောင်းလားဆိုတော့မဟုတ်ဘူးနော်။ဒါကတော့ကောင်းတဲ့အလေးချိန်တစ်ခုပဲ။တိုးတော့ခါတလေကျွန်တော်တို့အဲ့ဒီယုံကြည်မှုနဲ့ကျွန်တော်တို့သွားနေရင်းနဲ့ကိုလူတွေမှာလည်းပါရှိတယ်လို့ပြောရင်တဲ့အချိန်ရှိတယ်ကြားတဲ့အချိန်တွေရှိတယ်ပေါ့နော်စိတ်ဓာတ်ကလေအဲ့လိုဖြစ်တော့အဲ့ဒီကြားတဲ့အချိန်နဲ့တိုးရင်ကိုယ့်ရဲ့ယုံကြည်မှုဆိုတဲ့ဟာကလည်းတခါတလေကိုယ့်အတွက်ကအလုံးမဖြစ်တဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ကိုဆက်ပြီးတော့သွားဖို့တော့မှဘယ်လိုမျိုးတော့ယုံကြည်မှုကံရင်ကျွန်တော်တို့ဆက်ပြီးတော့သွားနိုင်လဲဆိုတဲ့ဟာမျိုးကိုစဉ်းစားတယ်ဆိုပေမဲ့လို့အဲ့ဒီဟာကိုပြန်ကြည့်ရင်တော့မှပုံမှန်ဆို motivation တက်တယ်ပုံမှန်ဆိုစိတ်ဓာတ်ကွာတက်တယ်လို့ပြောပြမဲ့လို့အဲ့ဒီစိတ်ကျနေတဲ့အခြေအနေမျိုးမှာဆိုရင်တော့ကျွန်တော်တို့ဘာပဲကြည့်ပါပဲလို့အဲ့ဒီဟာတွေပဲကျွန်တော်ပြန်ကြည့်ပေါ့နော်အဲ့ဒါကိုကြည့်လိုက်မယ်ဆိုရင်လည်းယုံကြည်မှုကတက်မလာဘူးသွားဖို့ရာအတွက်ကိုလမ်းမမြင်နေဘူးတကယ်ဆက်ပြီးတော့သွားချင်တဲ့စိတ်လည်းရှိနေပေါ့နော်အဲ့ဒါကြည့်ပြီးတော့စိတ်ဓာတ်ကွာလည်းရှိနေဘူးဆိုတဲ့ချိန်မျိုးလည်းရှိလိမ့်မယ်ပေါ့နော်ကြုံရလိမ့်မယ်အခုလည်းရှိလိမ့်မယ်ကြုံနေတယ်ပေါ့နော်အဲ့လိုဖြစ်တော့လူတွေမှာဘလောက်ပဲကောင်းတဲ့စနစ်တွေရှိပါစေဘလောက်ဘဝမှာပေါ့နော်ဘလောက်ပဲကောင်းတဲ့စနစ်တွေရှိပါစေဘလောက်ပဲကောင်းတဲ့ယုံကြည်မှုတွေနဲ့ဘလောက်ပဲကောင်းတဲ့ကို motivation ဖြစ်စေတဲ့အရာတွေရှိပါစေပေါ့နော်ဒီခြားတာကစိတ်ဓာတ်တဲလိုက်ကြလိုက်ဖြစ်နေတယ်ဆိုတော့ကြောင့်မလို့ကြားနေတယ်အကြပဲတိုးနေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကအရန်ကိုအဲ့အရာတွေကလည်းကျွန်တော်တို့အလုပ်မဖြစ်ဘူးဆိုတဲ့ဟာမျိုးကိုကျွန်တော်တခုတိခဲ့လိုက်တယ်ပေါ့နော်အဲ့ဒီမှာဒုတိယတစ်ခုကကျွန်တော်ထပ်သိတာကကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်ကတဲ့တဲ့ချိန်မှာတော့ကိစ္စမရှိဘူးကိစ္စမရှိတော့ကျွန်တော်တို့ကဒီ motivation ကကောင်းနေကျွန်တော်တို့တော့ဘာမှပြင်ဆင်မနေဘူးပေါ့နော်ပြင်ဆင်မနေဘူးကောင်းနေသေးရပဲလေးဆိုတဲ့ဟာမျိုးနဲ့ပဲဆက်သွားတယ်ပေါ့နော်တကယ်တမ်းကျတော့ကျွန်တော်တို့စိတ်ဓာတ်ကျလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ကြိုတင်ပြင်ဆင်မှုလေးတွေပေါ့နော်ပြောချင်တာကကျွန်တော်တို့စူးစမ်းနေရင်လည်းအများတန်းကျွန်တော်တို့စိတ်ဓာတ်ကျနေတဲ့အချိန်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးကိုအများနဲ့တွေ့ခိုင်းရတော့မဟုတ်ဘူးတိုးတော့ကျွန်တော်တို့အဲ့ဒီအခြေအနေတွေအဲ့ဒီချိန်တွေကသိချတယ်ကြုံကိုကြုံလာရမှာပဲပေါ့နော်အဲ့လိုဖြစ်တော့ကျွန်တော်တို့အဲ့ဒီချိန်အတွက်ကိုဘယ်လိုမျိုးကြိုတင်ပြင်ဆင်ထားမလဲဆိုတော့စနစ်ပုံစံမျိုးပေါ့နော်ဥပမာမသွားချင်တော့ဘူးဆိုရင်ဘယ်လိုပုံစံနဲ့ကိုယ့်ကိုပြန်ပြီး healing လုပ်မလဲစိတ်ဓာတ်ကျနေတယ်ဆိုရင်တော့ဘယ်လိုမျိုးကိုယ့်ကိုပြန်ပြီးစီမံမလဲဆိုတဲ့ဟာမျိုးတွေဥပမာအနေနဲ့ပြောမယ်ဆိုရင်တော့အနာပေးလိုက်မလားဒါပေမဲ့နားလိုက်တဲ့ချိန်ကလည်းအရင်ကြီးကြာမသွားအောင်ဘယ်လိုမျိုးအနာပေးမလဲဆိုတဲ့ဟာကအစပေါ့နော်ကျွန်တော်တို့စဉ်းစားဖို့လိုတယ် system လည်းချဖို့လိုတယ်ပေါ့နော်နောက်ထပ်နံပါတ်3တစ်ချက်ကပါလဲဆိုတော့ကျွန်တော်ဘလောက်ပဲစိတ်သက်ကြတီချတာခုနကပြောသလိုပဲတက်လိုက်ကြလိုက်ဖြစ်တယ်ဆိုတော့ကျွန်တော်တစ်ခါတလေမှာကျွန်တော်တို့သွားတော့မသွားချင်တော့ဘူးရက်ချင်တယ်ဒီကနေတော့မှဒီဟာရုပ်မလို့ချင်တော့ဘူးဆိုတဲ့အထစ်ကိုစဉ်းစားမိတဲ့အချိန်တွေရှိလိမ့်မယ်ပေါ့နော်အဲ့ဒီအချိန်တွေမှာကျွန်တော်တို့အနေနဲ့ခုနပြောသလိုမျိုး system တွေထားဖို့လိုအပ်တယ်လို့နောက်တစ်ခုကကျတော့ကျွန်မတို့ကသွားနေဖို့လိုအပ်တယ်လုပ်ချင်ချင်းမလုပ်ချင်ချင်းတစ်ခါတလေကျတော့ခုနချထားတဲ့ system အတိုင်းကိုနားတဲ့ချိန်ကိုပြီးမယ်ပြီးတော့နားတဲ့ချိန်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပုံစံနဲ့ဖြည်းဖြည်းချင်းသွားမလဲပေါ့မလုပ်ချင်တော့မှဖြည်းဖြည်းချင်းကိုပြောတဲ့အရာနဲ့စပြီးတော့လုပ်မလားလုပ်ရလိမ့်မယ်ပေါ့အဲကြောင့်မလို့ဒီတလောမှာကျွန်မလည်းကိုပြန်ဆွဲတင်တာဘယ်လိုလဲဆွဲလဲလို့ပြောရင်တော့အရင်ဦးဆုံးအရင်စိတ်ဓာတ်ကြတယ်ဘာမှလည်းလုပ်ချင်စိတ်မရှိတော့ဘူးအလုပ်မှလည်းမပျော်တော့ဘူးအလုပ်မှလည်းမပျော်တော့ဘူးကိုအရင်တော့ကလုပ်ရတာပျော်တယ်ကြိုက်တယ်ဆိုတဲ့အရာလုပ်တာတော့မှကြည်တာတော့မှစိတ်ဓာတ်ကွာတက်မနေဘူးအဲ့လိုဖြစ်တဲ့အချိန်တွေမျိုးမှာကျွန်တော်ကစာရေးချရေးတယ်ပေါ့နော်ကိုတစ်ချက် break out လိုက်တယ်တစ်ခါတလေကိုကဘာလုပ်နေမှမသိဘဲနဲ့ဆက်ပြီးတော့ run နေတဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုဖြစ်တော့ကို break out လိုက်ပြီးတော့စာရေးဖြစ်တယ်ပေါ့နော်စာရေးဖြစ်တယ်ကိုစိတ်ထဲမှာရှိနေတဲ့အကြောင်းရင်းအားလုံးကိုဆွဲထုတ်ပြီးတော့ချရေးတယ်ပေါ့နော်
အစီအစဉ်တိုင်းဖြစ်မဖြစ်ပေါ့နော်ချရေးဖို့အဓိကချတယ်အဲ့ဒါမှချရေးပြီးတော့ကိုယ့်ကိုယ်ပို့ပြီးတော့ refresh ဖြစ်လာတယ်ပေါ့ချရေးတယ်အဲ့ဒီမှာ idea ထွက်တယ်ငါဘာလုပ်တင်လဲငါဘယ်လိုတွေဆက်သွားတင်လဲဆိုတဲ့ဟာမျိုး idea ထွက်တော့အဲ့ဒီကနေ action ပြန်ပြီးတော့ယူတဲ့ဟာမျိုးတွေလုပ်တယ် action ယူတဲ့ဟာမျိုးတွေဆိုရင်လည်းတစ်ခါတလေမှမလုပ်နိုင်ပြီမဲ့ဖြစ်ချင်းသွားမယ်miracle ဖြစ်ချင်းသွားမယ်ကိစ္စမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲကိုကိုဆွဲတယ်ပေါ့နော်ဒီတည်းမှာအများကြီး plan ထားပြီးမဲ့တစ်ခုလေးလုပ်နိုင်တယ်ဟုတ်တယ်ငါတစ်ခုလေးလုပ်နိုင်တယ်ဒီရဲ့တော့ငါအများကြီးမပြေးနိုင်ဘူးပြောချင်တာကမပြေးနိုင်တဲ့အချိန်မှာကျွန်တော်လမ်းလျှောက်ဖို့လိုတယ်ဆိုတလိုမျိုးပဲပေါ့နော်လမ်းလျှောက်လို့မနိုင်တဲ့အချိန်မှာကျွန်တော်တို့ကသွားဖို့ဆိုယုံလောက်ဒီပေါ့နော်ပြောချင်တာကရွေးဖို့တော့လိုတယ်ဆိုတော့ဒီလောက်ပဲကိုနည်းနည်းရွေးနိုင်တော့မှ appreciate လုပ်ပေးတဲ့ဟာမျိုးတွေလုပ်တယ်လုပ်လိုက်တော့ဒီတရက်နဲ့ရက်မှာအများကြီးပြန်ပြီးတော့ခွန်အားတွေဖြစ်ချင်းနဲ့ပေါ့နော်ဖြစ်ချင်းနဲ့ရလာတဲ့ဟာမျိုးလည်းကိုပြန်ပြီးတော့တတိထားမိလာတယ်အဲ့လိုပဲအခုဆိုရင်လည်းကျွန်တော်ကဒီဗီဒီယိုကိုလည်းရိုက်ဖြစ်လာတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီပုံမှန်ချိန်ဆိုရင်တော့ဗီဒီယိုလည်းတိတ်ပြီးတော့မရိုက်ဖြစ်ဘူးအကြောင်းပြချက်တွေအများကြီးအမျိုးမျိုးပေးပြီးတော့လည်းမရိုက်ဖြစ်ဘူးပေါ့နော်မရိုက်ဖြစ်တော့အခုကလည်းစိတ်ကိုပြန်ပြီးတော့ဆွဲတင်နေတဲ့ကာလပဲရှိသေးတယ်အကောင်းဆုံးဖြစ်ချင်းဘယ်လိုသွားမလဲဆိုတဲ့ဟာမျိုးကိုအများနဲ့စဉ်းစားဖြစ်တယ်ဒီပုံမှန်လေးနဲ့ပေါ့နော်ပုံမှန်လေးနဲ့ဆက်သွားဖို့လည်းစဉ်းစားထားတယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့မျိုးပဲခံစားရတဲ့လူငယ်တွေကျွန်တော်တို့မျိုးပဲလမ်းပြောက်တယ်ပြီးတော့ motivation မရှိဘူးတစ်ခုလုပ်ဖို့ဆိုတဲ့လူငယ်တွေရှိမယ်ဆိုရင်လည်းကျွန်တော်ပြောတဲ့လူမျိုးပဲခုန3ချက်ပေါ့ဒီကကိုတိဖို့လိုအပ်တယ်လို့ကိုလက်ခံပေးလိုက်တဲ့ဟာမျိုးတွေလုပ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဖြစ်ချင်းသွားတဲ့ဟာမျိုးတွေကျွန်တော်တို့လုပ်မယ်ပေါ့နော်လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲဆက်ပြီးတော့သွားရအောင်ပေါ့နော်ဒီကိုပေးခြင်းတဲ့နေပိုင်းမှာကိုလုပ်ပေးနိုင်တဲ့အခြေအနေတရက်လောက်ဆောင်နိုင်တဲ့အခြေအနေတရက်ရှိမှပဲလုပ်ကိုပေးနိုင်တဲ့ယုံကြည်ထားတဲ့ယူဆထားတဲ့ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်မကလည်းဆက်ပြီးတော့သွားနိုင်ဖို့ဒီလူငယ်တွေကိုဆက်ပြီးတော့knowledge share လုပ်ပေးနိုင်ဖို့အတွက်ကိုအများကြီးကိုပြန်ပြီးတော့ဆွဲပါမယ်လို့ပြောချင်ပါတယ်ပေါ့နော်။အဲ့ဆိုရင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်။